ကိုလှုပ်တာကြောင့်မရကိုတို့ကွဲရပြီလားဘာလို့ရှုပ်ပြရနေရစီစီအေးအဲ့ဒါပဲသူပါဆိုတာဟောပိုကောခဏလေးလုံးမယ်ခဏလေးကောင်းတယ်ပေါ့ဟာဘာလဲပြပြကောင်းမောပြီလို့အဲ့တော့ဒီတော့ရောက်လာတယ်ကြည့်တယ်ဆိုတာဒီလေအခုမောနေကိုလုံးကမျိုးလုံးတို့လုံးကတော်တော်ကချင်းလုံးပြောင်းနေရတော့မကောက်ဝေးပြီ1 2တဲ့2ပါလေးသူလှုပ်တယ်နော်ဟုတ်ကဲ့တော့အမဆွဲဒီတော့မင်းတို့ကြည့်ရတယ်ကျုံးမလားရှုပ်မလားအာယော